တောထဲကယုံနဲ့လိပ်ပုံပြင်လေးပြောပြမယ်နော်တခါတော့ကပေါ့တောထဲမှာအပြင်းမြန်တဲ့ယုံလေးနဲ့နှီးတဲ့လိပ်ကြီးဟာအနီးအနားမှာနေကြတဲ့တနေ့မှာတောတသားငယ်လေးတွေကတောင်ကုန်းထိပ်ကရွှေတစ်ပင်ကြီးစီပြေးပြိုင်ပွဲလုပ်မယ်လို့ကြေညာလိုက်တယ်ပထမဆုံးရောက်သူဖေးတာယုံပဲဖြစ်ပါတယ်ရွှေတစ်တီအစိမ်းလန်းတွေရမယ်ဆိုတော့ယုံလေးကပြုံပြီးငါအတွက်လွယ်လွန်းတယ်ကွာတဲ့အဲ့လိုနဲ့လိပ်ကြီးကလည်းစိတ်ဝင်စားပဲဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်တဲ့ပြိုင်ပွဲစားတဲ့ရက်မှာယုံလေးကလေးလိုမြန်ပါမဲ့လမ်းခုလက်မှာခံနေတဲ့မြေကြီးတစ်ခုကိုရုတ်တရက်တွေးလိုက်ရတယ်ရေစီးတန်လွန်းလို့ခုန်ဖြတ်လို့မရဘူးသူ့မှာစိတ်ပြတ်သွားတယ်နောက်မှလိတ်ကြီးကတရွေ့ရွေ့လာပြီးငါကြောကိုစီးပါရေကူးပို့မယ်လို့ပြောတယ်ယုံလေးကကျေးဇူးတင်ပြီးလိတ်ကြောပေါ်တက်လိုက်တယ်အခြားဘက်ကန်းရောက်တော့လိတ်ကြီးကတစ်ပင်အောက်မှာမောလို့ခဏနာနေတယ်ယုံလေးကအခုငါပြေးပြီးလမ်းကြောင်းပြမယ်မင်းနောက်ကနေလိုက်လာလို့ပြောကလိတ်ကိုတစ်ပင်ချုံတွေကနေအမြန်သွားနိုင်တဲ့လမ်းကိုညွှန်ပြပေးတယ်ပြိုင်ပွဲပြီးလို့ယုံနဲ့လိပ်ပြန်ရောက်လာတော့အလုံးစုံတီးရခွင့်ရကြတဲ့တောတွင်းသားလေးတွေကသူတို့ဇလန်းကိုကြားပြီးအရှုံးမြတ်ထက်မိတ်ဆွေပူပေါင်းရင်ပိုကောင်းတယ်လို့အားကြကြပြီးအားပေးကြတယ်တဲ့ယုံနဲ့လိပ်ကတော့ရွှေတစ်သီးတွေကိုအတူတူဝေစားပြီးနောက်တစ်ခါဘာလုပ်ကြမလဲဆိုတာစဉ်းစားနေကြတဲ့ကွယ်ဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာလေးကတော့အရှိန်နဲ့ညံနေပေမဲ့ဆွဲအကူအညီလက်တွဲရင်အတားအဆီးတွေကိုကျော်လွှားနိုင်ပါတယ်ဆိုတာလေးပါပဲအကွယ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်ကြိုက်နေတဲ့ရင် like and subscribe ပြီးလုပ်ထားပေးကြပါ